Digital အသိပညာ Mobile Phone နဲ့ Internet အသုံးပြုခြင်းဆိုင်ရာအသိပညာပေးခြင်းယနေ့ခေတ်မှာတော့ Mobile Phone နဲ့ Internet ဆိုတာကလူတိုင်းရဲ့နေ့စဉ်ဘဝမှာအရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာပါပြီ။ Mobile Phone အသုံးပြုပြီးတော့ဖုန်းခေါ်ဆိုရန်အတွက်ဒါမကသတင်းချက်လက်ရယူခြင်းမိသားစုနဲ့ဆက်သွယ်ခြင်းပညာသင်ယူခြင်းစီးပွားရေးလုပ်ငန်းများဆောင်ရွက်ခြင်းနဲ့ Digital ငွေကြေးဝန်ဆောင်မှုများကိုလည်းအသုံးပြုနိုင်ပါတယ်။နံပါတ်1 Mobile Phone ဆိုတာဘာလဲ Mobile Phone ဆိုတာကသွားလီယာကိုလက်ထဲမှာလွယ်တကူသယ်ဆောင်နိုင်ပြီးလူတွေနဲ့အတန်းစာတို့များပို့ပြီးဆက်သွယ်နိုင်သလို Internet အသုံးပြုခြင်းဓာတ်ပုံရိုက်ခြင်းတို့ကိုလှုပ်ဆောင်နိုင်တဲ့ Digital ကိရိယာပစ္စည်းဖြစ်ပါတယ်။ယနေ့ခေတ်မှာအရွယ်ရောက်ပြီးသူတိုင်း Mobile Phone များကိုအသုံးပြုလာနေပြီဖြစ်ပါတယ်။နံပါတ်2 Internet ဆိုတာဘာလဲ Internet ဆိုတာတစ်ကမ္ဘာလုံးမှာရှိတဲ့ကွန်ပျူတာတွေဖုန်းတွေနဲ့ကွန်ရက်တွေကိုအချင်းချင်းချိတ်ဆက်ပေးထားတဲ့တစ်ကမ္ဘာလုံးဆိုင်ရာသတင်းအချက်အလက်ကွန်ရက်ကြီးဖြစ်ပါတယ်။ Mobile Phone မှာ Internet ရဖို့အတွက်ဆိုရင်တော့မြန်မာနိုင်ငံမှာရှိတဲ့ MPT, Mytel, Apton, U9 စတဲ့ operator တစ်ခုခုရဲ့ဆင့်ကပ်ရှိရပါမယ်။ Internet data ဝယ်ယူပြီးရင်ဖုန်းထဲက mobile data ကိုဖွင့်ပြီးတော့ Internet အသုံးပြုနိုင်သလို Wi-Fi ဆက်ရှိရင်လည်းဆင့်ကပ်မှ data မလိုပဲ Wi-Fi ကိုဖွင့်ကလိုအပ်ကုတ်ကိုရိုက်ထည့်ပြီး Internet အသုံးပြုလို့ရပါပြီ။နံပါတ်3 Digital ကိရိယာတွေကဘာတွေလဲ Mobile Phone အပြင်နောက်ထပ် Internet အသုံးပြုလို့ရတဲ့ Digital ကိရိယာတွေကတော့ Tablet, Laptop, Desktop Computer, Smart TV အစရှိရာတွေပဲဖြစ်ပါတယ်။နံပါတ်4 Mobile Phone နဲ့ Internet ကိုနေ့စဉ်ဘဝမှာဘယ်လိုအသုံးပြုနိုင်သလဲအရင်ခေတ်တုန်းကတော့ဖုန်းဆိုတာကျိုးဖုန်းခလုတ်ဖုန်းပဲရှိပြီးတော့အဝေးကလူတွေနဲ့ဆက်သွယ်စကားပြောတာ message စာတို့ပေးပို့တာတွေပဲပြုလုပ်လို့ရပါတယ်ယနေ့မြန်မာခေတ်မှာတော့စမတ်ဖုန်းလို့ခေါ်တဲ့ခင်မီဖုန်းတွေနဲ့ဖုန်းခေါ်ဆိုခြင်း message စာတို့ပေးပို့ခြင်းများအရေးတွင်းမြင့်ကင်မရာများပါရှိလာသဖြင့်အမှတ်တရတပ်ပုံဗီဒီယိုများရိုက်ကူးနိုင်တဲ့အပြင် Mobile Phone မှာ Internet ဖွင့်ပြီးအသုံးပြုမယ်ဆိုရင်တော့ဖုန်းကနေတဆင့် website များတွင်ဝင်ရောက်ကြည့်ရှုရှာဖွေနိုင်ခြင်းအဝေးကလူများနဲ့ရုပ်မြင်ပြီးအသံမှာကြားရသည့်ဗီဒီယိုကောများခေါ်ဆိုနိုင်ခြင်းလုပ်ငန်းရှင်များအတွက်လည်း Facebook, Viber, TikTok, Telegram အစရှိတဲ့လူမှုကွန်ရက်များကိုအသုံးပြုပြီးမိမိတို့ရဲ့စီးပွားရေးလုပ်ငန်းများကိုကြော်ညာနိုင်ခြင်းအပြင်မိမိရဲ့ဖောက်သည်များနဲ့ဆက်သွယ်ပြီးရောင်းဝယ်လုပ်နိုင်ခြင်းစတဲ့အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ဘဝတုဒ္ဒတွေရရှိဖို့ဆိုရင်လည်းပညာရေးကျန်းမာရေးစီးပွားရေးအချက်အလက်များကိုလွယ်တကူရှာဖွေနိုင်ခြင်းနေ့စဉ်ကုန်စည်နှုန်းရာသီဥတုနှင့်လုပ်ငန်းခွင်ဘဝတုဒ္ဒများကိုရှာဖွေနိုင်ခြင်းမိမိဖတ်ရှုလိုတဲ့စာအုပ်စာပေများကို e-book အဖြစ်အလွယ်တကူတောင်းပြီးဖတ်ရှုနိုင်ခြင်းပညာသင်ကြားရာတွင် online မှာတက်ဆင်အလွယ်တကူသင်ကြားနိုင်ခြင်းစတဲ့နေရာတွေမှာလည်းအသုံးပြုနိုင်ပါတယ်။ Mobile Phone နဲ့ Internet ကိုအသုံးပြုပြီးဖျော်ဖြေရေးအတွက်ဆိုရင်ဂိမ်းကစားခြင်းတချင်းသားထောင်ခြင်းရုပ်ရှင်ကြည့်ခြင်းဈေးဝယ်ခြင်းများအပြင်ငွေကြေးဝန်ဆောင်မှုများဖြစ်တဲ့ဘဏ်လုပ်ငန်း Mobile Banking များနဲ့အခြားငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေကိုဖုန်းတစ်လုံးရှိုံနဲ့လုပ်ဆောင်လို့ရပါတယ်။နံပါတ်5 Mobile Phone နဲ့ Internet အသုံးပြုခြင်းရဲ့ကောင်းကျိုးဆိုးကျိုးတွေကဘာတွေလဲ Mobile Phone နဲ့ Internet ကိုဖျော်ဖြေရေးအတွက်တသက်မဟုတ်ပဲစီးပွားရေးလုပ်ငန်းတွေချိတ်ဆက်ဖို့သတင်းအချက်အလက်တွေရှာဖွေဖို့ Digital ငွေကြေးဝန်ဆောင်မှုတွေဆောင်ရွက်ဖို့အသုံးပြုမယ်ဆိုရင်စီးပွားရေးရာဝင်ငွေတိုးစေလို့အကျိုးရှိပေမဲ့ Facebook, TikTok စတဲ့ social media များအလွန်ကျွံသုံးစွဲခြင်း online game များအလွန်ကျွံကစားခြင်းမမှန်ကန်သောနည်းလမ်းသတင်းများကိုယုံကြည်ရေးလိုက်ပါလှုပ်ဆောင်ခြင်းမလိုအပ်ဘဲ internet အလွန်ကျွံသုံးစွဲခြင်းတွေလုပ်မယ်ဆိုရင်တော့အကျိုးမရှိဘဲအချိန်နဲ့ငွေကိုပါဆုံးရှုံးစေနိုင်လို့သတိထားရှောင်ကျဉ်ရပါမယ်။ဒါကြောင့် mobile phone နဲ့ internet ကိုကျွမ်းကျင်စွာအသုံးချခြင်းကနေအချိန်ကုန်သက်သာစေပြီးအလုပ်အကိုင်ဝင်ငွေနဲ့လူနေမှုဘဝရည်တွေးတွေကိုတိုးတက်စေနိုင်ပါတယ်။ဒါအပြင်နည်းပညာကိုကြောက်ရွံ့မနေဘဲလေ့လာအသုံးပြုခြင်းကမိမိကိုယ်တိုင်အတွက်ရောမိသားစုအတွက်ပါအကျိုးကျေးဇူးများစွာရရှိစေမှာဖြစ်ပါတယ်။ဖုန်းနဲ့ internet အသုံးပြုတာကမိမိတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုလက်ရှိဈေးကွက်နဲ့တိုက်ရိုက်ချိတ်ဆက်ပေးနိုင်တဲ့အထူးရောက်ဆုံးသော digital အခွင့်အရေးအသစ်တစ်ခုဖြစ်လို့ဖုန်းနဲ့ internet ကိုအကျိုးရှိရှိအသုံးချနိုင်မှုအတွက်ဒီဗီဒီယိုလေးကိုတင်ဆက်လိုက်ပါတယ်ရှင်။